လိုင်းပေါ်မှာတများတွေအရန်တွားနေကြတယ်ကြီးမနိုင်ကဘေတို့ယူရနေရယူသွားမှာဖြစ်ပါတယ်ရတဲ့ငယ်ချင်းကတော့အိမ်ရောက်မှပဲမိနစ်20လောက်ဆောင်းလိုက်ရတော့နည်းနည်းပူနေပါတယ်အေးအောက်မှာစောင်းလိုက်ရဘယ်တော့နေ9နိုင်လောက်စောင်းလိုက်ရမှနော်2နိုင်20အခုက2နိုင်20ရှိပြီလာတာအိမ်အောက်2နိုင်တိတိရလာတာကျွန်တော်ဆောင်းကြတယ်တိုက်ဖက်စီနေပြီဆိုပြီးတော့မှကိုတုံးလုံးနဲ့အိမ်ပြက်တွေလမ်းပြတယ်တော့မရိုင်းနေပါအဲ့ချိန်မှာအိမ်အဝိတ်လန်ထားတာထွက်ရုပ်တယ်အဲ့ထွက်ရုပ်သေးတယ်အဲ့ချိန်မှာအဲ့ဒါမှဖုန်းဆက်တဲ့အချိန်မှာတိုင်းငါဖက်နှက်စီးနေပြီကျိုးချီနေပြီဘယ်ကျိုးချီနေလဲတော့မသိဒီကတော့အခုချိန်ရမ်းပူတယ်ကျွန်တော်လာတဲ့အချိန်က4နာရီနော်3နာရီ59ဆို4နာရီပဲထားတာအပြင်မှာနေဒီဘယ်လောက်ပဲပူအထဲထဲရောက်တော့တချင်းတန်လေးနဲ့ fight ကလုံးဝမိုက်ပါဘူးမမြင်ဘူးတဲ့အထဲတွေရောဇိုင်းအသစ်တွေရောလုံးဝအဆုံပါပဲဟိုပါခါးတိုင်34လားဒီတစ်ထည်ကတော့ကျွန်တော်ငယ်ချင်းကိုကြိုက်လာကြိုက်ဝယ်ပြီးမှဆိုပြီးလမ်းပြတဲ့အိမ်ကြီးဖြစ်ပါတယ်ဒီပေါင်းမဆိုကတ်တင်ရောဒီအောက်ပိုင်းအပွားတွေရောလုံးဝ share ပဲစိုးတာမင်းတို့လိုပဲတူနေတာဘောင်းမီပြောတာအဲ့တော့ဘာညာတရကနေကြကွာစီဆိုတဲ့ပွဲတွေတက်ဖို့အတွက်တိုင်မန်နဲ့တော့ဝေးရတဲ့ကုတ်တွေဖြစ်ပါတယ်အဲ့တော့ရွေးရမယ်ထင်တယ်မရွေးနိုင်မနဲ့အိမ်ယူရမှာအပေါက်ကြီးဖြစ်နေတာမတတ်နိုင်ခိုင်တဲ့ကိုကန်ခန့်အဲ့နဲ့ကျွန်တော်တို့6ဘက်ကြည့်ပြီးရဲ့နောက်ပိုင်းမှာကျွန်တော်ဘိုက်စာရဲ့အတွက်ကြောင့်ကွစ်တီကိုဆိုင်နေဝင်စားခဲ့ပါတယ်ခဲ့ပါတယ်ဆိုလို့ကျွန်တော်လို့စားခဲ့ပါတယ်ပြောပြနေရထင်တယ်ဟုတ်ပဲမဟုတ်ဘူးဟေးဘိုက်စာလိုဝင်စားခဲ့တာအဲ့တော့ကျွန်တော်မှန်ထားတဲ့ကွစ်တီကိုလေးပဲဖြစ်ပါတယ်နောက်ပြီးကွစ်တီကိုနဲ့တွဲစားဖို့ဟင်းရင်လည်းပေးပါတယ်ရိုးချက်သားပါတော့ဟာရိုးချက်သားအဲ့တော့ကျွန်တော်တို့ဝင်စားခဲ့တဲ့ကြီးကြီးဆိုတဲ့ဆိုင်ဖြစ်ပါတယ်ဒီကဏ္ဍကတော့အချိုသေးမဲ့ကဏ္ဍပဲဖြစ်ပါတယ်ရွှေမွန်းလက်ဆောင်တောက်မှာပါဒီဆိုင်ကကြီးကြီးဆိုတဲ့ဒီညာဘက်တက်တက်ကိုထွက်ပြီးတော့မှဘယ်ဘက်မျက်စောင်းတူလေးနားမှာဖွင့်ထားပါတယ်ဒီဆိုင်မှာကရွှေမွန်းလက်ဆောင်ကိုအုံနုနဲ့လည်းရတယ်လို့နှုတ်စိမ့်နဲ့လည်းရပါတယ်နှုတ်စိမ့်နဲ့ဆိုရင်တော့နှုတ်စီပေါက်ပေးပါတယ်ဒါကတော့ကျွန်တော်တကယ်ချင်းမှာထားတဲ့အုံနုနဲ့ပါအုံနုနဲ့ဆိုရင်တော့နှုတ်စိမ့်မပေါက်ပါဘူးနှုတ်စီမပေါက်ပေးပါဘူးဒါကတော့ကျွန်တော်မှာထားတဲ့နှုတ်စိမ့်နဲ့ပဲဖြစ်ပါတယ်နှုတ်စီလေးပေါက်ထားပြီးတော့ပို့ပြီးတော့စားရတာချိုလေးရှိပါတယ်ဟိုစောက်ဖို့လေးပြီးသွားပြီချိုလေးသေးပြီးသွားပြီဆိုတဲ့နောက်ပိုင်းမှာကျွန်တော်ပြန်ရွေးပါတယ်ဒါဆိုလည်းမိုက်ရနော်အဲ့နဲ့ခါရှိနားနဲ့မိုက်ရတော့မိုက်ဘိုးမဆိုတီရှပ်ရှိမမဖန်နေတော့လုံးဝ share ပဲအပြင်းပြေထားဖို့ပါလို့ရတယ်ခုံးမှာတော့ Uniqlo ပေါ့နော်ငါ Marvel နောက်မှာ hot မိုက်တယ်ဒါလေးဆိုရင်တောင်းဝဲပဲရှိ Spider-Man ပုံထည့်ရမှာနော်ဒီဘုံမှာဆိုဂျင်းဟာတွေရှိဘောင်းကြီးငါနဲ့စိုက်ရန်အောက်ပိုင်းကြက်နေဈေးတွေကတော့အမျိုးမျိုးပဲအမှဆိုရင်9500တန်တေချာတော့ရွေးရမယ်ထင်တယ်အပေါ်မှာဆိုလည်းအမဲအုံးလေးရှိတယ်အခုဒီမှာကျွန်တော်တကယ်ချင်းရွေးနေတာကြည့်နေတာဆိုရင်3500တန်အတန်ကတော့လုံးဝ Venice ဆရာကြီးပဲဒီလိုကအခုမှသူနဲ့လိုက်သွားတာ first time ဆိုတော့တိတ်ပြီးတော့ Venice တိတ်မရွေးတတ်ဘူးကွာတည်မလားအဲ့တော့ဟိုကြည့်ဒီကြည့်ဟိုကြည့်လေးနဲ့ပဲရှောက်ကြည့်နေပါတယ်ဟုတ်အချမ်းဝင်တော့အဆင်ပြေနော်ဒါတော့အားကစားလုပ်ရင်ဝေးဘာညာဟောအားကစားဝင်ပို့လို့ရကဲအကြိုက်မတွေ့ဘူးပြန်တော့မယ်ဆိုတဲ့လမ်းမှာဆိုင်တစ်ဆိုင်တွေ့ပါတယ်တောင်းခွဲတဲ့အဲ့ဒါမလားတောင်းခွဲဆိုဝေးကြည့်လိုက်ပါလိုက်တယ်တကယ်လိုက်ဝယ်လာတဲ့ဂျင်းဒီမှာကျွန်တော်တကယ်ကြီးလုံးဝလိုက်တယ်မိုက်တယ်ဆိုတာကြီးပဲလိုက်တယ်ယူလိုက်တော့မင်းနဲ့မိုက်တယ်ယူလိုက်တော့ဆိုတာကျွန်တော်ကအဲ့လိုမျိုးဂျင်းကုတ်တွေတိတ်မကြိုက်တဲ့သူမလို့ကြတော့တောသားမျိုးသက်ဂျင်းဝန်ဆက်ဆိုတဲ့ brain wash ခံထားတဲ့အတွက်ကြောင့်မယူခဲ့ပါဘူးဒီဂျင်းဆိုတော့တန်တယ်နော်ဒီဂျင်းဆိုတော့ရှိုးတယ်ခဏမှကျွန်တော်ဝေးပြတဲ့ဟာဗျာဝေးပြတဲ့ဟာတက်က free combi ရမ်းဒီ free combi ဟောတော့ China လေးဖြစ်နေပြုတ်စားလေးနော်ဟုတ်တယ်အဲ့မဲ့မိုက်တယ်လေ1000ဝဲစိုးဂျင်းကို1000ဝဲနဲ့ရပါနော်မစိုးတိုင်းမစိုးရတယ်တစ်ထည့်ဘယ်လောက်လဲတစ်ထည့်3နဲ့2တော့1000ဘေးချာ